အကျဉ်းထောင်တစ်ခုကနေလွန်မြောက်ဖို့အတွက်အချက်၃ချက်လိုအပ်တယ်လို့ရေကဆိုပါတယ်။အဲ့ဒါတွေကတော့ထောင်ရဲ့တိဆောက်ပုံကိုသိရမယ်။အဆောင်နေအလေးချင်းကိုနားလည်ရမယ်။ပြီးတော့အပြင်ကနေကိုညီမဲ့သူရှိရမယ်ဆိုတာပါပဲ။ရေကကိုလိုရာဒိုကဖက်ဒရယ်အကျဉ်းထောင်တစ်ခုမှာအကျဉ်းသားဖြစ်ဟန်ဆောင်ဝင်ရောက်ပြီးတော့ထောင်ရဲ့လုံခြုံရေးအားနည်းချက်တွေကိုရှာဖွေနေပါတယ်။သူကအဆောင်နေစိတ်လိတ်တောင်းနာချိန်ကိုမှတ်သားထားပြီးတော့တမချန်းစာတွေကစာရွက်ကိုမိရှုကရရှိလာတဲ့ပြားတွေနဲ့နိုင်ရန်မှာမြေပုံဆွေးပါတယ်။ထောင်ထဲမှာတမင်ရန်ပွဲဖြစ်အောင်ဖန်တီးပြီးတော့တိုက်ပိတ်ခံရအောင်လုပ်ပါတယ်။တိုက်ပိတ်ခံရချိန်မှာအစားတောက်ပန်းတွေကပလတ်စတစ်ပြားကိုသုံးပြီးတော့အဆောင်နေရဲ့လက်ဝဲကိုကိုယူကလှုပ်ဝက်နံပါတ်ကိုဖောက်ထုတ်ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ hash နဲ့ RPK တို့ရထောင်ပြမှာကားပုံခွဲပြီးတော့အာယုံလွှဲပေးချိန်မှာတော့ရေကမိသက်သမားအဖြစ်ဟန်ဆောင်ကထောင်ထဲကနေအောင်မြင်စွာထွက်ပြေးနိုင်ခဲ့ပါတယ်။အမှန်တော့ရေကအစိုးရကငှားရမ်းထားတဲ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတာဖြစ်ပြီးတော့အကျဉ်းထောင်ရဲ့လုံခြုံရေးစနစ်ဘယ်လောက်ခိုင်မာလဲဆိုတာကိုစမ်းသပ်ပေးရသူဖြစ်ပါတယ်။သူအခုဆိုရင်တော့ထောင်ပေါင်း14ခုကနေဖောက်ထွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။တနေ့မှာတော့ CIA ကိုဆက်လက်ဂျက်စီကာကရေကိုအလုပ်သစ်တစ်ခုကမ်းလှမ်းပါတယ်။အဲဒါကတော့ဘယ်သူမှတီနီယာမရှိတဲ့လူ့ဝက်အကျဉ်းထောင်တစ်ခုကနေဖောက်ထွက်ပြိုင်မှုဖြစ်ပါတယ်။အောင်မြင်တော့ဒေါ်လာ9သန်းရမှာပါ။အနေများပေမဲ့ရေကလက်ခံလိုက်ပါတယ်။တငယ်ချင်းများစိတ်ပူလို့သူ့ရဲ့လက်မောင်းထဲမှာတီနီယာပြဆက်လေးထည့်ပေးလိုက်ပါတယ်။ဒါပေမဲ့ရေကိုလာဖမ်းတဲ့သူတွေကသူ့ကိုမူးမေ့သွားအောင်လုပ်ပြီးတော့တီနီယာပြဆက်ကိုရှာဖွေဖယ်ရှားလိုက်ပါတယ်။ရေနိုးလာတဲ့အခါမှာတော့သူကအရင်ကမြင်ဘူးသမားနဲ့မတူတဲ့ထူးဆန်းတဲ့အကျဉ်းထောင်တွေကိုရောက်နေပါပြီ။ဆာအိမ်တွေကမှတ်အိမ်တွေဖြစ်နေပြီးတော့လေထဲမှာချိတ်ဆွဲထားတာပါ။အဆောင်တွေကလည်းမျက်နှာဖုံးတွေဆွတ်ထားကြပါတယ်။ရေကောင်သူ့ရဲ့လှုပ်ဝက်ကုတ်ကိုပြောပြီးတော့ထွက်ခွာခွင့်တောင်းပေမဲ့ထောင်ပိုင်တဲ့ Hof ကတော့ဒါကိုဂရုမစိုက်ပါဘူး။ရေကသူ့လေစားခံလိုက်ရပြီဆိုတာသိလိုက်ရပါတယ်။ဒီထောင်ထဲမှာသူကပေါ်တိုးဆိုတဲ့အကျန်းဖတ်သမားအမိတူနဲ့အပိတ်လောင်ခံလိုက်ရတာပါ။ထောင်ထဲမှာရေကအီမီဆိုတဲ့အကျဉ်းသားတယောက်နဲ့ခင်မင်မိပါတယ်။အီမီကချမ်းသာတဲ့သူတွေစီကခိုးပြီးတော့စင်ရသားတွေကိုဝေမျှပေးတဲ့မန်ဟိုင်းဆိုသူရဲ့လက်ရုံဖြစ်ပါတယ်။ထောင်မိုင်ဟော့ဖ်ကမန်ဟိုင်းရဲ့တီနီယာကိုသိကျင်လို့အီမီကိုနှိပ်စက်နေတာပါ။ရေကထောင်ကနေထွက်ပြေးဖို့အစီအစဉ်စဆွဲပါတယ်။သူကဒီထောင်ကမြေအောက်မှာရှိနေရလို့ယူဆပြီးတိုက်ပိတ်ခံရကျမ်းမြေကတန်တွေကိုဖြုတ်ဖို့ကြိုးစားပါတယ်။သွားတိတ်စိနဲ့တန်ပြောင်းကိုတုံးပြီးတော့အပူပေးကတန်တွေကိုခြောင်အောင်လုပ်ပါတယ်။အဲဒီနောက်ကျမ်းမြေအောက်ကိုဆင်ကြီးလိုက်တဲ့အခါမှာတော့မမြုံလိထားတဲ့အမှန်တရားကိုတွေ့လိုက်ရပါတယ်။ဒီအကျဉ်းထောင်ကမြေအောက်မှာရှိနေတာမဟုတ်ပဲပင်လယ်ပြင်အလဲကသင်္ဘောကြီးတစ်စီးပေါ်မှာရှိနေတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းရေရဲ့အလုရှင်လက်စတာကရေကိုသစ္စာဖောက်ပြီးထောင်ပိုင်ဟော့ဖ်နဲ့ပေါင်းနေတာဖြစ်ပါတယ်။ရေကိုဒီထောင်ထဲမှာပဲတစ်သက်လုံးပိတ်ထားဖို့သူတို့ကြံစီကြပါတယ်။ဒါပေမဲ့ရေကလည်းမလျှော့ပါဘူး။သူကဂျယ်ရီရဲ့အနေအထားကိုကြည့်ပြီးတော့ဒီနေရာကိုတိုင်းတာနိုင်မဲ့ကရိယာတစ်ခုကိုထောင်ထဲကပစ္စည်းတွေနဲ့တီထွင်လိုက်ပါတယ်။အစ္စလမ်ဘာသာဝင်အကျဉ်းသားဂျာပေးရဲ့အကူအညီနဲ့သူတို့ကမော်ဒန်နိုင်ငံကမ်းခြေနားမှာရောက်နေရဲဆိုတာသိလိုက်ရပါတယ်။ရေကထောင်ထဲကဆရာဝန်ကာရီကိုသူ့ရေးထားတဲ့စာအုပ်အကြောင်းပြောပြပြီးစီးရုံးနိုင်ခဲ့ပါတယ်။ဆရာဝန်ကရေရဲ့အဖွဲ့အစည်းကိုအကူအညီတောင်းတဲ့လှုပ်ဝက်အီးမေးလ်ကိုပို့လိုက်ပါတယ်။ရေကအီးမေးလ်နဲ့ဂျာဘေတိုကထောင်ထဲမှာစုပူအောင်ကြွမှုဖန်တီးပြီးတော့ထွက်ပြေးဖို့ကြိုးစားပါတယ်။လိုက်ပါလာတဲ့အဆောင်တွေကိုတိုက်ခိုက်ရင်းနဲ့ဂျာဘေကတော့ရရဲဝုန်းဝုန်းခုခံရင်းနဲ့တိတ်ဆုံးသွားခဲ့ပါတယ်။ရေကသမိုးရဲ့အင်ဂျင်ကန်ကိုသွားပြီးတော့မိဆက်တွေကိုပိတ်လိုက်တဲ့အတွက်ထောင်တစ်ခုလုံးအမောင်တိကျသွားပြီးတကားလေးပွင့်သွားခဲ့ပါတယ်။အပြင်မှာတော့ hash တို့လှုပ်လိုက်တဲ့ရဟတ်ရင်ရောက်လာပြီးအဆောင်တွေကိုပြန်လည်ပစ်ခတ်ပါတယ်။
ရေယာပင်လယ်တွေကိုခုန်ချပြီးရဟတ်ယာဉ်ပေါ်ကအီမီစီကိုတက်ဖို့ကြိုးစားတယ်။ထောင်ပိုင်ဟော့ကရေကိုပြစ်တက်ဖို့ကြိုးစားပေမဲ့ရေကသမောပေါ်ကစီတိုင်ကီတွေကိုလှမ်းပစ်လိုက်တဲ့အတွက်ပောက်ကွဲမှုဖြစ်ပြီးတော့ဟော့ကတိတ်ဆုံးသွားပါတယ်။နောက်ဆုံးမှာတော့အီမီကတကယ်တော့မန်ဟိုင်းကိုယ်တိုင်ဖြစ်နေပြီးတော့ဂျက်စီကာကသူ့ရဲ့သမီးဖြစ်တယ်ဆိုတာပေါ်ပေါက်လာပါတယ်။သူမသူ့အဖေကိုကဲထုတ်ဖို့ရေကိုငှားခဲ့တာပါ။စသိမ်းမှာတော့ရေကသူ့ကိုတစ္ဆာဖောက်ခဲ့တဲ့လက်စတာကိုပြန်လဲလက်စားချေပါတယ်။လက်စတာကိုကားတစ်စီးထဲမှာထည့်ပြီးတင်မောပေါ်ကဂုံတက်တာထဲမှာပိတ်လောင်ကပင်လယ်ပြင်ထဲကိုမျှော်လိုက်ပါတော့တယ်။ဟုတ်ကဲ့ channel လေးကိုကြိုက်နေတတ်တဲ့ဆိုရင်တော့ like and subscribe လေးလုပ်ပြီးတော့ဘေးနား notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်။နောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။